မင်္ဂလာပါခင်ဝင်းဝါပါရှင်ဒီတန်ကဝင်းဝါကိုယ်တိုင်ပြောထားတာမဟုတ်ပါဘူးဝင်းဝါအတန်ကို voice clone လုပ်ထားတာဖြစ်ပါတယ်ကျွန်တော်ကတော့နေတိုးပါဒီအတန်ကကျွန်တော်ကိုယ်တိုင်ပြောထားတာမဟုတ်ပါဘူးကျွန်တော်အတန်ကို voice clone လုပ်ထားတာဖြစ်ပါတယ်ဆိုတော့ voice clone အတန်တွေကကိုထည့်ပေးလိုက်တဲ့အတန်ပေါ်မူတည်ပြီးတော့ထည့်ပေးလိုက်တဲ့အတန်နဲ့90%လောက်ထိတူအောင်ထုတ်ပေးနိုင်နေပြီဖြစ်ပါတယ်ဒါကတော့ကျွန်တော်စမ်းထားတာပေါ့နော်အဲ့တော့ voice clone လုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ transcript master application လေးထဲမှာသုံးလို့ရနေပြီဖြစ်ပါတယ်voice clone အတွက်ကျွန်တော်တို့တစ်ခါထုတ်ရင်စက်လုံးရေကိုကျွန်တော်1000ထိထုတ်လို့ရအောင်လုပ်ပေးထားပါတယ်အဲ့တော့ voice clone မှာကျွန်တော်တို့အတန်တွေမမှားဖို့เนาะစကားလုံးတွေကြော်သွားတာမျိုးမဖြစ်ဖို့ဆိုလို့ရှိရင်ကိုထည့်တဲ့နမူနာအတန်ကကြည်လင်ပြီးတော့ပြတ်သားနေဖို့လိုပါတယ်ကိုထည့်တဲ့နမူနာအတန်မှာအတန်ကျွန်တော်တို့ဝါသွားတာဒါမှမဟုတ်ရှင်ပြတ်သွားတာမျိုးပါနေတယ်ဆိုလို့ရှိရင်เนาะကိုထုတ်ခိုင်းတဲ့စကားပြောမှာကြော်သွားတာမျိုးတွေဖြစ်ကောင်းဖြစ်နိုင်ပါတယ်โอเคအဲ့တော့ကျွန်တော်တို့ transcript master တွေကိုဝင်လိုက်မယ်ဆိုလို့ရှိရင် AI voice ဆိုတဲ့ tool လေးရှိပါတယ်အဲ့ထဲကိုဝင်လိုက်ပါအထဲကိုရောက်ပြီဆိုလို့ရှိရင်ဒီမှာ pro voice clone ဆိုတာရှိပါတယ်အဲ့ဒါလေးကိုဖွင့်ပေးလိုက်ပါဆိုတော့ server 2ကိုရွေးထားတယ်ဆိုတော့အဲ့တိုင်းပဲထားလိုက်ပါအဲ့ရနေထုတ်လို့ရပါတယ်လောဆယ်မှာကျွန်တော် preset လေး3ခုထည့်ထားပါတယ်ခင်ဝင်းဝါအတန်ရဲ့နေတိုးအတန်ရဲ့ဝင်းမုံရွှေအတန်ရဲ့ပေါ့နော်ဆိုတော့ကိုကအဲ့ဒါတွေမသုံးချင်ဘူးတခြားအတန်သုံးချင်တယ်ဆိုလို့ရှင်လေဒီက custom upload ကိုနှိပ်ပြီးတော့ဒီအောက်မှာကိုသုံးချင်တဲ့အတန်ကိုဒီမှာထည့်ပေးဖို့လိုမယ်ပြီးပြီဆိုလို့ရှိရင်ဒီအောက်က reference နေရာမှာဒီအတန်ထဲမှာပြောထားတဲ့စကားလုံးအတိအကျကိုထည့်ပေးဖို့လိုပါမယ်တိကျဖို့လိုပါတယ်ဘာလို့တိကျဖို့လိုတာလဲဆိုတော့အတန်ထဲမှာပြောထားတဲ့စကားလုံးအတိုင်းအတိအကျမထည့်ဘူးဆိုလို့ရှိရင်အတန်တွေကမှားနိုင်ပါတယ်ပြီးပြီဆိုလို့ရှိရင်ဒီအောက်က target script မှာကျတော့ကိုထုတ်စေခြင်းနဲ့ကိုထွက်လာစေခြင်းတဲ့စကားမျိုးကိုဒီအောက်မှာရေးပေးလိုက်ရုံပါပဲအဲ့တော့ကျွန်တော်ဒီခင်ဝင်းဝါအတန်လေးနဲ့ဆန်းပြပါမယ်ကျွန်တော် preset ကိုရွေးပေးလိုက်ပြီဆိုလို့ရှိရင်တော့ခုနလိုမျိုးအတန် upload တင်ရတာတွေကျွန်တော်တို့ reference တွေထည့်ရတာတွေတော့မလိုတော့ဘူးပေါ့နော်တခါတိုင်းနှိပ်လိုက်ရင်အောက်မှာကိုထုတ်ခြင်းနဲ့စာသားကိုထည့်ရေးလိုက်ရပါပြီကျွန်တော်မြန်လေးပြီးသွားအောင်လို့တူလေးတစ်ခုအရင်ထုတ်လိုက်ပါမယ်နော်โอเคကျွန်တော်ထုတ်လိုက်ပါပြီကိုကထုတ်တဲ့စကားလုံးအရေးအတွက်အနည်းများပေါ်မူတည်ပြီးတော့ကျွန်တော်ကြာချိန်လေးကတော့စောင့်ရပါမယ်စကားလုံးအရန်များရင်တော့နည်းနည်းလေးကြာနိုင်ပါတယ်စကားလုံးအရန်မများဘူးဆိုလို့ရှိရင်တော့ခဏလေးနဲ့ပြီးပါတယ်โอเคဒါဆိုရင်ပြီးသွားပါပြီကျွန်တော်ဖွင့်ပြပါမယ်မင်္ဂလာပါရှင်ကျမကတော့ခင်ဝင်းဝါပါအခုပြောနေတာခင်ဝင်းဝါကိုယ်တိုင်ပြောနေတာတော့မဟုတ်ပါဘူးเนาะ AI နဲ့လုပ်ထားတဲ့ခင်ဝင်းဝါရဲ့အတန်တူပါရှင်โอเคဒါဆိုရင်ရပြီเนาะဆိုတော့အတန်အတုเนาะvoice clone ကိုသုံးပြီးတော့ကျွန်တော်ထဲမှာ recap တွေပါလုပ်လို့ရနေပါပြီကျွန်တော် auto recap ထဲကိုသွားပါမယ်ဆိုတော့ recap မှာဆိုလို့ရှိရင်ကျွန်တော် cheap server ဆိုတော့လည်းကျွန်တော်လုပ်ပေးထားပါတယ် cheap server ကဘာသုံးဝင်မှာလဲဆိုတော့ cheap server online ဖြစ်နေတဲ့အချိန်ကျွန်တော်ဘက်က cheap server ဖွင့်ပေးထားတဲ့အချိန်ဆိုလို့ရှိရင်ကုန်ကျစရိတ်တတ်တာနဲ့မူလကျွန်တော်တို့ credit အခု20ကုန်လို့ရှိရင်အခုထုတ်ရင်10ခုပဲကုန်ပါမယ်ကျွန်တော်တို့တဝက်တိတတ်တာမှာဖြစ်ပါတယ်နော်အဲ့တော့ကျွန်တော်နမူနာလေးတစ်ခုလုပ်လိုက်ပါမယ်ကျွန်တော်ဗီဒီယိုလေးတစ်ခုထည့်လိုက်ပြီးဒီနေရာမှာကျွန်တော်တို့ logo တွေနောက်ခံအသံတွေနောက်ဆုံးပိတ်ထည့်တဲ့ outro ဗီဒီယိုတွေထည့်လို့ရတယ်ကျွန်တော်မထည့်တော့ဘူးเนาะမြန်လေးပြီးသွားအောင်လို့ပါအဲ့တော့ဒီမှာ blur လေးတစ်ခုတော့ထည့်ပေးလိုက်မယ်အဲ့ blur ပေါ်မှာစာတန်းထိုးထည့်မယ်ဟာလေးကျွန်တော် font လေး upload လုပ်ပြီးတော့ထည့်ပေးလိုက်မယ်เนาะနောက်အတန်ကကြတော့ဒီမှာကျွန်တော်က voice clone ကိုသုံးမှာဖြစ်တဲ့အတွက်ကြောင့် voice clone ကိုဖွင့်ပေးလိုက်ပါမယ်တကယ်လို့ voice clone မသုံးရင်လည်းဒီမှာ AI အတန်တွေသုံးလို့ရတယ်เนาะကျွန်တော် voice clone နဲ့ဆန်းပါဆိုတော့ဒီခင်ဝင်းဝါအတန်လေးကိုယူပြီးတော့ဒါဝင်းမုံရွှေအတန်လေးနဲ့ထုတ်ကြည့်လိုက်မယ်နော်ဝင်းမုံရွှေအတန်လေးကိုယူပြီးတော့ကျွန်တော်တို့စမ်းကြည့်လိုက်မယ်โอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့အစင်စင်သူ့ဟာသူ auto ထုတ်သွားတာပေါ့နော်ကျွန်တော်ဘာမှတော့ထိစရာမလိုဘာမှကင်စရာမလိုစကြရကျွန်တော်တို့လိုချင်တာလေးရွေးပေးလိုက်ဖွင့်ပေးလိုက်ထည့်ပေးလိုက်ပြီးရင်တစ်ချက်နှိပ်ပြီးဗီဒီယိုထွက်လာတာကိုစောင့်ရုံပါပဲโอเคဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့နောက်ဆုံးစာတန်းထိုးထည့်တဲ့အဆင့်ကိုရောက်နေပြီပေါ့နော်โอเคဒါဆိုရင်ဗီဒီယိုလေးရလာပါပြီကျွန်တော်တို့တစ်ချက်ဖွင့်ကြည့်အောင်နော်ဒီငှက်လေးကအမဲလိုက်တဲ့အခါသူ့ရဲ့အမြန်နှုန်းကိုအသုံးမပြုပဲအရေးကိုပဲအသုံးချတာပါဒီငှက်လေးကတော့ black heron လို့ခေါ်တဲ့ငှက်အမျိုးအစားပဲဖြစ်ပါတယ်သူကငါးတွေကိုလိုက်ဖမ်းနေမဲ့အစားလှည့်စားပြီးဖမ်းယူတတ်တာပါအဲ့တော့အခုလို AI voice clone တွေနောက်ပြီးတော့ recap တွေကိုနော် click တစ်ချက်နဲ့ထုတ်လို့ရတဲ့ tool ကိုကျွန်တော်စီမှာဝယ်လို့ရပါတယ်premium plus မှာပဲဒီ feature တွေကိုသုံးလို့ရပါမယ်တလောက်ကိုကျွန်တော်မြန်မာငွေ62,000ကျပ်ပဲရှိပါတယ်ဝယ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော် page messenger ကနေဝယ်လို့ရသလို transcriptmaster.org ဆိုတဲ့ website ကိုသွားပြီးတော့လေအဲ့ဒီမှာကိုယ်တိုင် credit card နဲ့ပဲဖြစ်ဖြစ်တခြား payment တွေနဲ့ပဲဖြစ်ဖြစ်ငွေလွှဲပြီးတော့ဝယ်လို့ရပါတယ်အားလုံးကြည့်ပြတဲ့ကျေးဇူးပါ